ပြည်တဲ့အရေးပေါင်းနေကြီးမင်္ဂလာပါရှင်မဟာနွယ် channel မှာကြိုးဆိုပါတယ်ရှင်ထိုချိန်တွင်မူရွှေမြို့တော်အမရပူရ၌မင်းမြောင်မင်းလွဲဖြစ်ဖို့အတိတ်နမိတ်တွေပြနေပြီရွှေဘိုမင်းကြီးအကြီးအကျယ်မမကြမ်းဖြစ်နေတယ်နတ်ရွာဆန်းကန်တော်ကုံတော်မယ်ဟူသောသတင်းများပြန့်ထွက်နေသည်မင်းကြီးတို့သားမိသည်1209ခုနှစ်တော်တလင်းလာတဲ့တွင်အမရပူရရွှေမြို့တော်သို့ပြန်လာခဲ့သည်1209ခုနှစ်တစောင်းမုံလပြည့်ကျော်14ရက်နေ့ညနေချက်ဒီတွင်အမရပူရရွှေနန်းတော်တွင်မှစူညံသားများပေါ်ထွက်လာသည်ခွေဥတံများလည်းတစ်မျိုးလုံးညံနေသည်မြို့သူမြို့သားတွေကထိထိပြပြဖြစ်နေကြသည်စိုးရိမ်စိတ်နှင့်တောကများစုဝေးနေကြသည်နနက်ခင်းဈေးသတင်းတွင်ရွှေဘုံမင်းတရားကြီးနတ်ရွာစံပြည်ဖြစ်တဲ့အတွက်သားတော်ပကံမင်းနန်းတက်တဲ့ညီတော်မင်းတို့မင်းသားကိုအင်းရှိဆန်အဖြစ်ခန့်အပ်တော်မူတယ်ဟုကြားရသည်ဈေးသတင်းစကားမှန်သွားပြီဖြစ်သည့်အတွက်အခုမှမယ်ငိမ့်ဟင်းချနိုင်တော့သည်အင်းရှိဆန်မင်းတို့မင်းသားကဘာသာရေးကိုင်းဆိုင်ပြီးစိတ်သဘောထားနူးညံ့သိမ်မွေ့ခြင်းကြောင့်သားငယ်မောင်းလိုင်းကလေးအတွက်စိတ်အေးရတော့မယ်မင်းကြီးကဘဝနေဝင်ခြင်းဖြစ်၍ကိစ္စမရှိနုနယ်သေးသည့်မောင်လန်ဤဘဝလှပရန်သာအရေးကြီးဆုံးမဟုတ်ပါလားမင်းကြီးသည်လှုပ်ရှားများကိုမဖြစ်မဆိုင်ပဲဆောင်ရွက်လိုက်သည်အတွင်းပစ္စည်းများကိုထုခွဲရောင်းချသားငယ်ကိုလက်ကဆွဲပြီးအိမ်ရှိမင်းဤစံအိမ်တော်ထဲဝင်ခဲ့သည်အေးရှင်မင်းကြီးရဲ့အစီမံတွေကကောင်းလာတယ်မောင်လိုင်းလည်းလူလားမြောက်လူပြီးမို့သူ့လိုပညာဉာဏ်ထက်မြက်တဲ့လူငယ်တဦးကိုမွေးစားသားအဖြစ်ခံယူရတာအလွန်ပဲဝမ်းမြောက်စရာပဲမိဘဖြစ်လာတော့သာသနာအမွေခံဖို့လူသေးတယ်မဟုတ်လားဒါကြောင့်မောင်လိုင်းကိုတာမဏေထပ်ပြုပြီးပညာသင်စေရအောင်မယ်မင်းတို့မင်း၏နှလုံးသားတွင်ဗုဒ္ဓအတွေ့အခေါ်များဝင်နေသည်မှာကြာခဲ့ပြီဘာသာရေးကိုလေးစားသည့်မင်းသားဖြစ်၍စိတ်နေသဘောထားနူးညံ့သိမ်မွေ့လာသည်ထို့ကြောင့်လဲမောင်လိုင်းကိုပြီးဆရာတော်ထံတွင်တရားဘာကတိုင်းကိုချက်ချနာနာတင်ယူစေသည်ဘာကရာသာသနာပိုင်ဆရာတော်ထံတွင်လည်းဆက်လက်ပညာစီးပူးစေခဲ့သည်နောင်ပခန်းမင်းကြီးဖြစ်လာမိပခန်းဆရာတော်ထံတွင်လည်းစာရေးတော်အဖြစ်ရေးမှတ်နည်းကိုတင်ယူစေခဲ့သည်ပခန်းဆရာတော်ထံတွင်ပညာသင်ယူနေစဉ်မောင်ချင်းနောင်တွင်ကင်းဝမင်းကြီးဦးကောင်းဖြစ်လာသူနှင့်မိတ်ဆွေဖြစ်လာခဲ့ရသည်သူတော်အချင်းချင်းတည်းလွေ့လွေ့ပေါင်းဖက်တွေ့ဆိုတဲ့ကဲ့သို့နှလုံးရည်သမားပညာရှင်များစူးစီးပေါင်းစုံလာခဲ့သည်သူတို့တွေသည်အနာဂတ်မြန်မာနိုင်ငံ၏တမိုင်းဇက်ခုံပေါ်တွင်ကောင်းခြင်းမင်္ဂလာများထင်ရှားလာကြမည်လူငယ်ဇက်ကောင်များအဖြစ်တတိပြုလိုက်မိသူမှာမင်းကြောင့်ပခန်းဆရာတော်ဖြစ်သည်ပြည်တဲ့အရေးပေါင်းနေကြီးတိမ်တောင်တပွဲမင်းရေးကျွယ်ဆိုတဲ့ကဲ့သို့တိုင်းရေးပြည်ရာမငြိမ်မသက်ဖြစ်လာသည်ပြည်တဲ့ရေးသားမကပြပရေးကလည်းမွေးပူရာကင်းမောင်းသည့်နယ်ပေါ်ပေါက်လာပြန်သည်အင်္ဂလိပ်မြန်မာပထမစစ်1185 1189နှစ်အင်္ဂလိပ်မြန်မာဒုတိယစစ်1213